အားလုံးပဲမင်္ဂလာပါဒီနေ့ spoken English first and easy ထဲကနေပြီးတော့ beginner phrases ထဲကခေါင်းစဉ်တွေတစ်ခုဖြစ်တဲ့ 10 phrases for invitations ကိုပြောမယ်နော်ဆိုတော့ဒါက10ခုရှိတယ်ဆိုတော့ number 1 are you free on အားသလားမအားသလားမေးချင်တဲ့ခါမှာ are you free on Friday night Saturday night Monday night okay number 2 are you doing anything Saturday night စနေနေ့မှာတစ်ခုခုလုပ်ဖို့ရှိသလား are you doing anything နော် okay number 3 let me check my calendar let me check my calendar ပြက်ကလေးလေးတစ်ချက်ကြည့်မယ်ကျွန်တော်အချိန်ကြာလေးတစ်ချက်ကြည့်မယ်နော် number 4 informal do you wanna see a movie do you wanna go for a drink do you wanna go for a lunch sorry do you wanna go out for lunch နော်ဆိုတော့ wanna ဒီ want to ကနေလာတယ်နော် wanna ဒီ want to ကနေလာတယ် okay number 5 formal would you like to နော် would you like to ရင်ကြီးကြီးနဲ့ပြောတာ okay would you like to join me for dinner ညစာလေးတူတူစားဖို့ဆန္ဒရှိသလားလုပ်ချင်သလားနော် okay အဲ့ဒါကိုလုပ်ချင်တယ်ဆိုရင် I love to I would love to နော်ကျွန်တော်လုပ်ချင်ပါတယ် okay number 7 sounds great ကောင်းတာပဲဒီကကိုတခုကမ်းလန်းလာတာတခုပြောတဲ့ဟာကောင်းတယ်ဆိုလို့ပြောချင်တဲ့ခါမှာ sounds great okay number 8ရင်ကြီးကြီးလေးညင်းမယ် I'd love to but I have another commitment နောက်တခြားဂရီဘေဘီသားတခုရှိနေတဲ့အတွက်ချိန်ဆပြီးသားရှိနေတဲ့အတွက်ကျွန်တော်လုံနိုင်ပါဘူးပေါ့နော်ကျွန်တော်မလာနိုင်တော့ပါဘူးလာတော့လာချင်ပါတယ်ဆိုတော့ okay number 9 I don't think I can ကျွန်တော်လာနိုင်မှာမထင်ဘူး I don't think I can okay number 10 maybe another time နောက်တစ်ခါပေါ့နောက်တစ်ခါတွေ့ကြတာပေါ့နော်အတိအကျတော့ပြောတာမဟုတ်ဘူး maybe another time okay so that's for today ဒါလေးကတော့ 10 phrases for invitation ပါ thank you for watching အဆုံးလေးကြည့်ပေးတာကျေးဇူးတင်ပါတယ်အသေးလေးတွေအပေါင်းလေးတွေနှိပ်သွားပါအောင်နော်